No ဟိုဖက်နာတာလီယာဘာလို့အာလီဘက်စားဖို့တိုက်ကြရောငါခေါ်ထားတာကွာထင်းတဲ့အတိုင်းပဲတော်တာဘက်ဖလာနိုင်ချင်တာဘက်တော့မြောက်ထီရွဲရမယ်ဆိုပြီးအမှငါဆုံးမပေးလိုက်ဒီကောင်အဲ့ဒါအမှန်မရှိသေးဘူးခြုံထဲမှာနာတာလီယာရှိတာကိုသိပေမဲ့ငါလိုချင်တာဂိုးလိမ်မျိုးမိရဝဲပြီးဖြတ်လိုက်နာတာဆိုတဲ့ကောင်အတန်းရှင်းလို့ချင်နေတာသိလို့ငါတက်အတန်းရှင်းမပေးဘူးမိရတော့အမှန်မရှိဘူးအမှန်မရှိတော့လဲငါတို့ကဝိုင်းကျွေးပေးတာပေါ့ဂိုးလိမ်မှတော်တော်လေးကိုကြားနေပြီမလို့တာတဲ့ပြေးယူရင်းနဲ့လမ်းကြုံဝယ်စားနောက်ဝင်ကောက်လိုက်တယ်ကွာ first starter ကိုလည်းရလိုက်တာပို့ပါပါပဲပွဲစားမှာကလေးကငါ comfort ဖြစ်နေတော့ဂျန်ငယ်တိုးလိုက် hero K လိုက်ယူလိုက်ပဲမိရတော့160တန် crit ဖြစ်နေပြီအဲ့ချိန်ကလေးကငါရဲ့စောက်ချင်းကတာရင် enemy ဂျန်ငယ်စုံကနေကိုမထွက်ချင်တော့ဒီနေရာမှာဆိုရင်ငါหนีထားနေပဲကောက်အောင်မဘာညာဆိုပြီးတော့ဝင်ချလိုက်တာအမှငါหนีကောင်းอ่ะအာလီဂိမ်းမှာကတော်တော်လေးကိုတာထားတော့တီးပြီးပြန်ထွက်လာနေငါအကုန်လုံးပြန်လိုက်တက်တာ second တာတဲ့ကိုတော့ enemy တင်ရကောင်လေးလာလူချင်းပေမဲ့ငါ retreat ပို့ကောင်းသွားလို့ဒီကောင်လေးမရတော့ဘူး easy လာလူတဲ့ EPC ကိုလည်းဖင်ထဲကိုဓာပြန်ထည့်ပေးလိုက်တက်တာတဲ့မှာတော့ငါ့ကိုတော်တော်လေးကိုအင်းချင်းနေတာဒီကောင်တွေကဒါပေမဲ့လွယ်ပါတယ်တော်တော်ဖြစ်နေငါပဲလားဆိုတော့မဟုတ်ငါဘက်ကတိုက်ဂရီကပါမီအောင်ဖလစ်ကပေးပြီးတော့လိုက်တက်နေတာငါတို့ကငါ့ကိုတော်တော်လေးကိုတာပြီးထင်းနေတာ network ကြည့်လိုက်တော့မကွာဘူးတာမှာဆိုငါတို့ကတော့နှိမ့်နေသေးရဲ့ကွာလက်ကင်ကဘာမဆိုဖြစ်သွားနိုင်လို့မြင်မြန်အင်းလို့ရအောင်ဆိုပြီးလော့ပွားနဲ့ငါတခါတည်းကိုသိယူပေးတာအဲ့ဒါကိုဆရာသမားတွေကအနောက်နေပြေးတည်နေကြတာအဲ့နဲ့ငါတို့ရဲ့ first floor waste ဖြစ်သွားတယ်ဒီနေရာမှာဆိုငါတို့ဗီဇာနာကိုတကက်နာမရလိုက်ပဲဟိုဘက်ကပဲတော့အတင်းပြေးဆိုင်တာတခင်ကြီးဆန်းက damage ထွက်လာတာတော်တော်လေးကိုတိတာလာလို့အချိန်မဆွဲဘဲနဲ့တာဝါတွေကိုပါပြေးချိုးနေရပြီငါဆို second lot ထွက်တဲ့တိုင်မီမှာဆိုရင်ငါတို့ကဘယ်တဲ့နိုင်လိုက်ရတခါတည်း second lot ပါပြေးလောက်ပေးလိုက်တယ်ဘယ်တော့နိုင်နေသေးပေမဲ့အစောပိုင်းလောက်တော့မလွယ်တော့ဘူးလော့တက်လာတာနဲ့ငါ low waste မဖြစ်သွားအောင်ဆိုပြီးတော့ဝင်ရောင်းတာဟိုဘက်က damage ဝင်ပေးတာငါသိမလို့ပဲငါတို့ကလို့တက်မရလဲဆိုတာကြီးလိုက်တော့ငါတို့ဘက်ကဟာနာဘီကပုတ်ပွားနေအဲ့အချိန်မှာတတိထားမိလိုက်တယ်ဟိုဘက်အကောင်တွေကလည်းငါ့ကိုဖျက်နိုင်ရပြီဆိုတာတီးကြတော့ငါ only အိမ်ကတီးလဲတီးသွားရဲ့အဲ့နေရာမှာပြန်ထွက်လာတော့အိမ်ကဘောလုံးကင်းဖြစ်နေပြီကွာအသေးတန်းကာပြီးတော့ရတလောက်ပြန်လိုက်ကောက်တာဆန်းအောင်ရလိုက်တော့တက်လို့လဲငါတို့ပဲပြန်ရလိုက်တယ်ဒီညမှာပေါ်လဲအောင်မရအောင်လို့ push ပေးတာကိုဆန်းကို attention ပေးသလိုဖြစ်ပြီးတော့ log ကထပ်ပြီးတော့ waste ဖြစ်သွားတယ်စူယူလိုက်ကမင်းတို့တီးတဲ့အတိုင်းပဲ damage မတိုးတော့ဘူးနာတော့ဒီညမှာ by 1တထိန်လိုက်တာရှော့ငါတီးတော့အနောက်နေလိုက်တီးတာ3កောင်ပါတဲ့အန်အောလို့လည်းမစောဟိုဘက်လူဆောင်တက်ဆောင်ရင် crew win နဲ့တက်ပြီးတော့ရတလောက်ကပေးမယ်မရတော့ခံမဲ့ပေးလိုက်ရတယ်မင်းတို့ကြုံမှုတဲ့အဆိုးဆုံးခံမဲ့ပြန်ပေးရတဲ့ပွဲရှိရင်လည်း comment မှာရေးသွားကြအောင်